ကြီးမားတဲ့ရည်မှန်းချက်တွေချမှတ်လိုက်တဲ့အခါတခါလေကြတော့လေဘဲကစပြီးဘာလို့မှမသိဘူးဖြစ်သွားတတ်တယ်ဒါပေမဲ့တကယ်တမ်းမှာတော့လေအကြီးမားဆုံးအောင်မြင်မှုတွေဆိုတာနေတိုင်းလုပ်တဲ့တေးသေးမွားမွားခြေလမ်းလေးတွေကနေပဲမွေးဖွားလာတာပါဒီနေ့မှာတော့အဲ့ဒီနေ့စဉ်တိုးတက်မှုလေးတွေရဲ့အမကန်ဆွမ်းအားကြောင့်ကိုအတူတူလေ့လာကြည့်ကြအောင်ကဲအသက်တစ်ခုခုဥပမာအလုပ်အသက်တစ်ခုမှဖြစ်ကိုယ်တိုင်ချမှတ်ထားတဲ့ project တစ်ခုမှဖြစ်အဲ့ဒါကိုစလုပ်ပြီးဆိုရင်ဘာတွေကိုတကယ်မျှော်လင့်ထားတဲ့တယ်လဲစာပိုင်းမှာတော့အရာအလုံးကချောချောမွေ့မွေ့ကြီးတော့ဖြစ်နေမှာမဟုတ်ဘူးဆိုတာကတော့အသေးချာပဲလीနော်အဲ့ဒီအခက်ခဲတွေကဘလို့ပုံစံမျိုးနဲ့များရောက်လာတတ်ပါတယ်လေဟုတ်တယ်ဒါဟာဘလို့စူးစမ်းမှုမျိုးမှမဆိုကြုံရမယ့်အရှိတရားပါပဲကိုပေနေရာကစတင်နေတယ်ဆိုတာကိုလက်ခံအတိအမှတ်ပြုလိုက်တာကခီးတစ်ခုရဲ့ပထမဆုံးနဲ့အရေးကြီးဆုံးခြေလှမ်းတစ်ခုပဲဘာလို့လဲဆိုတော့ဒါဟာကိုရိုးသားတာပြီးတော့ရှစ်ဆက်ကိုတတိရှိတယ်ဆိုတာကိုပြတာဖြစ်လို့ပါပဲဒီစကလုံးလေးတွေကြည့်လိုက်ရင်တော့ရိုးရိုးလေးပဲဒါပေမဲ့အရာအားလုံးကဒီနေစလာစူးစမ်းနေတဲ့အချိန်မှာရိုးရှင်းတယ်လို့ထင်ရပေမဲ့အရန်ကိုလင်းတတ်ပါတယ်ဘာလို့လဲဆိုတော့တန်ဖိုးရှိတဲ့အရာတိုင်းဟာဒီစူးစမ်းမှုဆိုတဲ့အဆင့်ကိုမဖြစ်မနေဖြတ်တန်းကြရတာမဟုတ်လားစူးစမ်းမှုတိုင်းမှာလည်းစိန်ခေါ်မှုကနှမျိုးအမြဲတမ်းလာတယ်တစ်ခုကအပြင်လောကကနေလာပြီးတော့နောက်တစ်ခုကတော့ကိုယ့်ရဲ့အတွင်းစိတ်ထဲကနေကိုထွက်လာတဲ့စိန်ခေါ်မှုလေးပေါ့ဒီညမှာစိတ်ဝင်စားစရာကောင်းတာလားစိန်ခေါ်မှုတွေဟာတစ်ဖက်တည်းကလာတာမဟုတ်ဘူးတစ်ဖက်မှာတော့ပတ်ဝန်းကျင်ကလာတဲ့အတန်တွေဒါဖက်နိုင်မှာမဟုတ်ပါဘူးကွာမင်းလုံနိုင်မှာမဟုတ်ဘူးဆိုတဲ့တန်ရစကားတွေပေါ့နောက်တစ်ဖက်မှာကျတော့ကိုယ်အတွင်းစိတ်ထဲကတိုက်ပွဲတစ်ဖက်ဖက်နဲ့စိတ်ကုံလာတာပင်ပန်းနွားနေလာတာမျိုးတွေပေါ့အဲ့ဒီဆိုဒီနှစ်ခုကြားထဲမှာလူကပြန်များနေတာပေါ့စူးစမ်းနေတဲ့သူတိုင်းကြုံရတဲ့ဖြစ်ပါပဲအဲ့လိုအတင်ကဖီယာရောအတွင်းကပင်မမှုတွေကြားမှာပါအရေးကြီးဆုံးဆုံးဖြတ်ချက်တစ်ခုကိုချရမယ်အလဲအပြောင်းကိုရောက်လာပါပြီဒါပေမဲ့ဒီစကလုံးလေးဒီတလုံးလေးကပဲအရာအလုံးကိုပြောင်းပြန်လှန်ပေးနိုင်တယ်မရပါနဲ့ဒါဟာကိုပြန်ပေးရမယ်အမိန့်တစ်ခုပဲပေါ်ဝင်းကျင်ရဲ့အတန်ဒီအတွင်းစိတ်ရဲ့ပြမနွားနယ်မိုးတွေကိုစန့်ကျင်ဒီချလိုက်ရတဲ့ဆုံးဖြတ်ချက်ပေါ့ရှေ့ကိုတလမ်းပဲဖြစ်ဆက်လန်းဖို့ကိုကတိပေးလိုက်တာပဲကောင်းပြီမရဘူးလို့တော့ဆုံးဖြတ်လိုက်ပြီဒါပေမဲ့ရက်လိုက်တာလားမှပေါ်လွယ်နေတဲ့အချိန်မျိုးတွေမှာကောဘယ်လိုနီးလန်းနဲ့ရှေ့ဆက်ကြမလဲစိတ်တက်ခွန်အားတစ်ခုတည်းနဲ့တော့မလုံလောက်ဘူးလေလက်တွေ့ကြလဲနီးလန်းတစ်ခုလွယ်လာပြီအဖြေကတော့ရှင်းလေးပဲနေစဉ်1%တိုးတက်မှုဆိုတဲ့နီးလန်းပါပဲဒါကနေတိုင်းမှာတင်းငယ်ပဲတထမတ်တီးဖြစ်တဲ့တိုးတက်မှုလေးတွေကိုလှုပ်သွားတဲ့နေရာမှာတစ်ခုပေါ့တောင်လုံးကိုတခါတည်းတက်ဖို့စူးစမ်းတာမျိုးမဟုတ်ပဲတဲ့နေတိုင်းခြေလန်းချင်းပုံမှန်လန်းသွားတာနဲ့တူပါပဲဒီနီးလန်းရဲ့အထီးကတော့ချက်က3% ဆိုတဲ့ကိန်းကနန်းလေးပဲဘာလို့လဲဆိုတော့ဒါကကြီးမားပြီးကြောက်စရာမကောင်းလို့ပဲဘာလို့မဆိုလုံနိုင်လောက်တဲ့ပုံမှန်နားလေးဖိညတဲ့အတွက်နေ့တိုင်းပုံမှန်ဆက်လို့တော့ဖို့အားရှိစေတယ်အထီးကပမာဏအများတာထက်နေ့တိုင်းပုံမှန်လေးလောက်သွားနိုင်ဖို့ပဲအဲ့ဒီပုံမှန်လှုပ်ချင်းဆိုတဲ့ consistency မှာပဲသူ့လေဆွမ်းအားအကုန်ရှိနေတာဒီလိုနေ့စဉ်1%ရဲ့စွမ်းအားကိုတုံးပြီးတော့လေတသမတ်တီးစူးစမ်းသွားတဲ့အခါဘလို့အနာဂတ်မျိုးကိုရောက်သွားမလဲဒါဟာအချင်းကြာလာနဲ့အမြမလွဲမသွေပေါ်ထွက်လာမဲ့ရလက်ကောင်းတစ်ခုပါပဲပြီးတော့လေဒီစကားကအရာအလုံးကိုအကောင်းဆုံးတရုပ်ဖော်ပြလိုက်တာပါပဲမနှက်ဖြန်ကမနစ်ထက်တာလာမယ်ဒါဟာနေ့စဉ်စူးစမ်းမှုလေးတွေစုပုံလာတဲ့အခါရလာမဲ့တိုးတက်မှုရဲ့တေချာတဲ့ကတိစကားတစ်ခုပဲဒီနေ့ရဲ့စပတ်စာဟာမနှက်ဖြန်အတွက်အခြေခံအုံမြင့်တစ်ခုဖြစ်သွားတာပေါ့ဒီတော့နောက်ဆုံးအနေနဲ့ကိုပြန်မေးကြည့်ဖို့မေခွန်လေးတစ်ခုထားခဲ့ချင်ပါတယ်ကိုဘွားတဲ့ကိုနေ့စဉ်1%တိုးတက်မှုလေးတစ်ခုထည့်သွင်းလိုက်မယ်ဆိုရင်နောက်တစ်နှစ်လောက်ကြာမှဘယ်လိုပြောင်းလဲတွေဖြစ်နေနိုင်မလဲအဖြေကတော့ကိုထင်ထားတာတဲ့အများကြီးပို့ပြီးတော့အန်တော်ဖို့ကောင်းနေနိုင်ပါတယ်